အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော် United နဲ့ပတ်သက်တဲ့နောက်ဆုံးရဒီကစားသမားအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်United အနေနဲ့ကျွန်တော်တို့အရင်ဆုံးဒါနေရာအပြောင်းရွှေ့ရောက်ကြတဲ့အတိုင်းပဲမာတီရဲ့ကွန်ညာအောင်စတင်ပြီးတော့ရအောင်ဒါအရဆောစီဒီခေါ်နိုင်လိုက်တယ်ဒုတိယပြတ်မှတ်တစ်ခုအနေနဲ့ဆိုရင်တော့ Brian Amumo ကျွန်တော်တို့ဆက်လက်ပြီးတော့စူးစမ်းခဲ့တယ်အခုလက်ရှိမှာဆိုရင်တော့ကျွန်တော်တို့ United နဲ့ Brentford တို့ရဲ့ကြားထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီသဘောတူညီမှုရရှိသွားပြီကစားသမားတွေကအစိုးရခဲ့တဲ့အတိုင်းပဲသဘောတူညီမှုရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလာမယ့်ရက်ပိုင်းအတွင်းမှာဒါ Brian Amumo အနေနဲ့ United မှာကျွန်တော်တို့ဒါစစ်စစ်မှုတွေပြုလုပ်တော့မယ်ပေါ့နော်အဲ့တော့ Brian Amumo ရောက်လာခဲ့တာတော့ United အတွက်တကယ်ကိုဒုတိယပြတ်မှတ်ကအားရစရာကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ United အနေနဲ့အခုလက်ရှိမှာဆိုရင်ကစားသမား2ယောက်တိတိဒါခေါ်ယူပြီးသွားပြီနောက်ထပ်ပြီးတော့ခေါ်ယူဖို့ဆိုတာကတော့ကျွန်တော်ထင်တော့လုံးဝမဖြစ်နိုင်သေးဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့ United အနေနဲ့အခုလက်ရှိမှာကစားသမားတွေကိုအရင်ဆုံးရောင်းချမှဖြစ်မယ်ကျွန်တော်တို့ပတ်ဆက်ဆိုရင်လည်းအခုဒီကစားသမား2ယောက်ဝယ်လိုက်တာနဲ့ကိုတန်100ကျော်သွားပြီဆိုတော့တန်120လောက်တောင်ကျော်သွားပြီအဲ့အတွက်ကြောင့်မို့ United အနေနဲ့ကျွန်တော်တို့လက်ရှိနေတဲ့ကစားသမားတွေကိုဒါရောင်းချမှဖြစ်မယ်အဲ့တော့ယာတီအစတော့အငှားချထားတဲ့ကစားသမားအချို့လည်း United အနေနဲ့ရောင်းဖို့ရှိသေးတယ်အဓိကအနေနဲ့ပြောရမယ်ဆိုရင်တော့ Jadon Sancho တို့ကျွန်တော်တို့ Anthony ကျွန်တော် Marcus Rashford ပေါ့နော်Marcus Rashford အနေနဲ့ဆိုရင်လည်းသူ့ရဲ့ဒါလောက်ကလာစားကတော်တော်လေးမြင်မာတဲ့အတွက်ကြောင့်မလို့ဒါဘာစီလိုနာအသင်းအနေနဲ့အခုလက်ရှိအချိန်ဒီခေါ်ယူဖို့ကတော်တော်လေးဒါခက်ခဲနေလို့ပြောလို့ရတယ်ဒါပေမဲ့ဘာစီလိုနာအနေနဲ့ကြည့်မယ်ဆိုရင်လည်းဘာစီလိုနာကကျွန်တော်ဒီ Athletic Bilbao ရဲ့ဒါဝင်ဘက်ကစားသမားတယောက်ဖြစ်တဲ့ကျွန်တော်တို့နီဂိုဝီလျံပေါ့နော်နီဂိုဝီလျံနဲ့လည်းသတင်းတွေတော်တော်များများထွက်နေတယ်ဆိုတော့နီဂိုဝီလျံကဘာစီလိုနာအနေနဲ့ခေါ်ယူလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါ Marcus Rashford ကိုဒါအပြီးသက်နဲ့ခေါ်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူး United အသင်းဘက်ကလည်းအခုလက်ရှိဒါ Jadon Sancho တို့ကျွန်တော်ဒီ Marcus Rashford တို့ဒီနေ့အောင်လုံးကိုကျွန်တော်အသင်းဘက်ကလည်းလုံးဝအပြီးသက်ပဲရောင်းချင်တာဒါပေမဲ့ခေါ်ချင်တဲ့အသင်းတွေကလည်းအခုလက်ရှိမှာလာပြီးတော့ကမ်းလှမ်းတာတော်တော်များများဒီအငှားနယ်ပဲဖြစ်နေတဲ့အတွက်ကြောင့် United အနေနဲ့လုံးဝဒါစိတ်ဝင်စားပေါ့နော်ဒီနေ့အောင်လုံးကျွန်တော်တို့ဒါ United ဘက်ကတော့အပြီးသက်ရောင်းဖို့ပဲတွေးထားတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါမာတီရဲ့ကွန်ညာနဲ့အခု Brian Amumo ဒါအသင်းကိုရောက်လာပြီဆိုတော့နောက်ထပ်ဒါလိုအပ်နေတဲ့တိုက်စစ်မှုတို့ကွင်းလယ်တို့ဒါကိုစမားနေရအတွက်ကတော်တော်လေးလိုသေးရလို့ပြောလို့ရသေးတယ်ဘာလို့လိုသေးရဆိုတော့ဒီကစားသမားတွေကိုရောင်းချပြီးမှပဲကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့ခေါ်ဖို့ဆိုတာကဖြစ်နိုင်မယ်အဲ့တော့အခုလက်ရှိဒါကွင်းလယ်နေရအတွက် United အနေနဲ့စိတ်ဝင်စားတယ်ဆိုပြီးတော့သတင်းတွေပြန်ပြီးတော့ထွက်ပေါ်လာခဲ့တဲ့ကစားသမားတစ်ယောက်ရှိရပါတော့သတင်းတွေပြန်ပြီးတော့ထွက်လာခဲ့တာကတော့ကျွန်တော်ဒါ Richard Rice ပေါ့နော်ကျွန်တော်ပလာမီရဲ့အသင်းရဲ့ကျွန်တော်ကစားသမားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီကစားသမားရဲ့နာမည်ဒါအသက်မှားသွားရင်လည်း sorry ပါနော်အဲ့တော့ဒီကစားသမားတော့အခုလက်ရှိမှာဆိုရင်တော့အသက်အရွယ်အပြင်ကျွန်တော်ဒါ25နှစ်ပဲဖြစ်ရှိသေးတယ်ပေါ့နော်ကိုလံဘီယာသားအဲ့တော့ဒီကစားသမားကိုလည်းကျွန်တော် United အသင်းဘက်ကနေပြီးစိတ်ဝင်စားတယ်ဆိုပြီးတော့ဒါပြောထားတယ်နောက်ပြီးတော့တိုက်စစ်နေရာတော့တော်တော်လေးစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ United အနေနဲ့အခုမာတီရဲ့ကွန်ညာရော Brian Amumo ခေါ်ယူပြီးသွားပြီဆိုတော့ဘေးကစားသမားဘေးတိုက်စစ်ကိုခေါ်มาလဲပေါ့နော်တိုက်စစ်တယောက်လောက်ဆိုကောင်းကောင်းရသွားခဲ့မယ်ဆိုတော့ United အနေနဲ့နောက်ရတီကတကယ်ကိုစောင့်ကြည့်ခြင်းစရာအကောင်းဆုံးအသင်းဖြစ်သွားခဲ့ပြီဘာလို့လဲဆိုတော့ဒီကစားသမားခေါ်ယူမှုနဲ့လက်ရှိရှိနေတဲ့အသင်းမှာရှိနေတဲ့ကျွန်တော် Ahmed Diallo တို့ Bruno Fernandes တို့Joshua Zexi တို့နဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်တော်တော်လေးအလုပ်ဖြစ်သွားပြီလို့ကျွန်တော်တို့မြင်တယ် Bruno Fernandes လည်းရှိနေသေးတဲ့အနေအထားမှာ United အသင်းရဲ့တိုက်စစ်ပိုင်းကတော်တော်လေးအားကောင်းသွားမယ်လို့လည်းမြင်တယ်အဲ့တော့ United အနေနဲ့အခုလက်ရှိမှာအငှားအနေပြန်လာခဲ့တဲ့ကစားသမားတွေကိုမြန်မြန်ရောင်းချနိုင်မှာပဲကစားသမားအသစ်တွေမြန်မြန်ဒါဝယ်ယူနိုင်မယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်ရောအခုလက်ရှိလိုအပ်နေတဲ့တိုက်စစ်တနေရအတွက်ကျွန်တော်ဒါဘေးတိုက်စစ်မှုရွေးချယ်သွားမယ်လို့ထင်ကြလဲနောက်ပြီးတော့ကျွန်တော်တိုက်စစ်နေရပြီးတော့ဒါကွင်းလယ်ပိုင်းတွေရောကိုသမားနေရမှာဆိုရင်လည်းဒါအပြောင်းလဲလုပ်ဖို့ရှိသေးတဲ့အတွက်ကြောင့်မို့ဒီနေရာတွေနဲ့ပတ်သက်ပြီးတော့ဒါဘယ်သူတွေရောက်ရှိလာမယ်လို့ထင်ကြတယ် comment မှာတစ်ချက်လောက်ဆွေးနွေးပေးကြပါဦးကျွန်တော်ရဲ့ Facebook နဲ့ YouTube channel ကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ကျွန်တော်ကတော့ Faber လေးပဲဖြစ်ပါတယ်